များချိန်တွေရဲ့မင်းရိပ်များတွေလွင်ပြောက်သွားစေမင်းတယောက်သာငါရဲ့မျက်မှန်တဲ့အိမ်နဲ့ချီရဲ့ခေါ်ဆောင်ရတဲ့ဆိုင်မဲမဲနဲ့မျောလွင်ရင်ငါဘာမီကိုနေဖြောခဲ့ရာရာငါချင်တဲ့ဘာခုကိုပုံဖော်ဖို့အတွက်မင်းရှိမှပြေဆုံးနိုင်မှာတင်းစိတ်တွေနဲ့ဟိမ်မတွေနဲ့မိုင်းနဲ့ရွှေမုံတွေချဲအန်ဒါနံတော်လေးတဲ့ဝင်လာတဲ့မင်းချီလန်းတွေပန်းပွင့်နေ